လုပ်ငန်းတွေကစင်မပြေဘူးအိမ်ပြန်ချင်တာအခုချိန်ဆိုလဲတော့တဲ့မဖေးနဲ့တူတူလက်ထုံးနေကြဝေးရောက်နေတဲ့သားလေးမို့အိမ်ပြန်ချိန်နေအမေမျောနေမလားအမေလက်ဆောင်စားခွင့်မရတဲ့ဘဝမို့ရင်နေတာချို့လူတွေပြီးပါမှစင်ပြေရဲ့လားမို့ဒီထန်သာရွာတဲ့နေ့ဆိုကြောင်းကပ်ပြီးတော့ခုံငိုတာငါအတူနဲ့လာတဲ့ချွေးတွေကလည်းမချေနိုင်ပါဗျာကုန်စည်နှုန်းတွေထိုးတက်နေတဲ့မြန်မာပြည်ကြီးစင်ပြေရဲ့လားမေနေကောင်းရဲ့လားဖေးနေကောင်းရဲ့လားရင်ကားလို့မဆုံးဖြစ်တဲ့တငယ်ချင်းတွေလည်းလွယ်နေကွာတကယ်ကိုတော့ချလုံးနဲ့ငါတို့မျိုးလေးလမ်းကောင်းလိုက်ဒီရမစင်မပြေတဲ့အိမ်ကိုပဲပြန်ချင်တာပါမေနေကောင်းရဲ့လားဖေးနေကောင်းရဲ့လားရင်ကားလို့မဆုံးဖြစ်တဲ့တငယ်ချင်းတွေလည်းလွယ်နေကွာတကယ်ကိုတော့ချလုံးနဲ့ငါတို့မျိုးလေးမီရလားဒီရမစင်မပြေတဲ့အိမ်ကိုပဲပြန်ချင်တာပါ